ဒီ NUG ကိုလေတွေကအစိုးရလို့ပြောတာနဲ့ပတ်သက်ရင်ဆရာနည်းနည်းလေးသူတို့ကိုပြောပြမယ်လေထဲမှာအလုပ်လုပ်တဲ့နီးတွေခုခေတ်က IT ခေတ်တွေနော်တကဘာလုံးကဒီလို IT နဲ့ပဲအလုပ်လုပ်နေတာတကဘာလုံးကဒီ internet connection နဲ့အခုလိုမျိုးအခုဆရာနဲ့မင်းနဲ့ဆိုတာမိုင်းနေဘယ်လောက်ဝေးလဲမသိဘူးအခုလိုမျိုးစကားပြောနေတယ်လေဟုတ်တယ်မလားအဲ့လိုမျိုးပဲပေါ့အဲ့တော့အခုလိုမျိုးတကယ်တော့ဆရာတို့တွေဒီဟာကိုအသုံးချပြီးတော့အခုတိုင်းရင်းသားတွေစီလုံးညင်ညွတ်ခဲ့ကြတာနော်ဆရာကိုတို့ကိုယ်တိုင်သွားပြီးကချင်တို့ခုနလိုဟာရှမ်းတို့ဘာတို့ဘယ်သွားတာမှမဟုတ်တာဟုတ်တယ်မလားအဲ့လိုမျိုးတွေရှောက်လှည့်ပြီးသွားပြီးတော့ဒီလိုဆွေးနွေးညှိနှိုင်းပြီးအဲ့ဒီသဘောတူညီချက်တွေယူရမယ်ဆိုရင်သူတို့လိုဟယ်လီကော်ပတာတွေနဲ့သွားတာတော့သူမရနိုင်ဘူးလေနော်သူတို့လိုဟယ်လီကော်ပတာတွေနဲ့လေယာဉ်မြန်တွေနဲ့သွားတာတော့မရနိုင်ဘူးဆရာတို့ဟယ်လီကော်ပတာမလို့လေယာဉ်မြန်မလို့ဆရာ Zoom နဲ့တနေ့ကို10ခါပြောလို့ရတယ်နော်ဆရာအခါ100ပြောလဲရနော်အဲ့လိုမျိုးခုဆိုရင်ဆရာတို့တိုင်းရင်းသားတွေနဲ့ဆွေးနွေးတာအဲ့လိုပဲဆွေးနွေးလိုက်တာပဲတိုင်းရင်းသားကျမ်းမာရေးအဖွဲ့တွေနဲ့ဆရာတို့အဲ့လိုဆွေးနွေးလိုက်တာပဲပေါင်းစည်းညီညွတ်သွားပြီးတော့တရားအဖွဲ့ပြီးတော့ကိုဗစ်ကိုဘယ်လိုလုပ်မယ်ဆေးကိုဘယ်လိုရအောင်ယူမယ်ဘယ်သူတွေနဲ့ဘယ်လိုဆွေးနွေးမယ်ဆိုတာတွေကအဲ့ဒီမှာလုပ်လို့ရတာပဲအဲ့တော့အဲ့ဒါကိုအသုံးချပြီးတော့အခုလှုပ်သွားတာလေတွေကအစိုးရကဘယ်လိုလှုပ်သွားတယ်ဆိုတာကိုသူတို့နည်းနည်းလေးနမူနာလေးယူပါလို့သူတို့ပြောလိုက်ပါအောင်အဲ့ဒါလေးကိုတကယ်ပြောတာပါသူတို့တွေအခုကိစ္စမှာဒီကိုဗစ်မှာဆရာတို့တွေကိုဗစ်ဒုတိယလှိုင်းလုံးကနေပြည်တော်နဲ့ဆရာရန်ကုန်နဲ့ဆရာတို့တစ်နေ့ကို2ကြိမ်3ကြိမ်အစည်းအဝေးတွေလုပ်ပြီးရင်ဆရာကြီးဦးမြင့်ထွေးနဲ့ဆရာတို့နဲ့နေရောညရောဖုန်းတွေဆက်ပြီးအဲ့ဒီလိုပဲလေတွေကနေပြီးကိုဗစ် second wave ကိုထိန်းချုပ်ခဲ့တယ်ဆိုတဲ့အကြောင်းအဲ့ဒီအုံနောက်မရှိတဲ့ဒီစစ်အုပ်စုကိုနည်းနည်းလေးပြောပြလိုက်ပါအုံနောက်ကတော်လေးကိုညံ့တာအဲ့ညံ့တယ်အဲ့လိုခက်ညံ့ညံ့နေတွေးပြီးအဲ့လိုခက်ညံ့ညံ့နေပြောနေလို့ငါတို့လူတွေသေနေရတာအယမ်းကျင်တာလေအဲ့လိုမျိုးခက်ညံ့ညံ့တွေလက်ထဲမှာကျွန်တော်တို့ပြည်သူတွေကိုလုံးဝမထားနိုင်ဘူးဒါကြောင့်ဘာအကြောင်းနဲ့မှထားစရာမရှိဘူးအဲ့ဒါကိုပြောလိုက်ခြင်းတယ်အဲ့တော့တကယ်တော့အဲ့လိုမျိုးအခုဆရာတို့လုပ်နေတာကဒီကိုဗစ်ကိစ္စတစ်ခုလည်းမဟုတ်ဘူးဆရာတို့ရဲ့တော်လှန်ရေးကြီးတစ်ခုလုံးဒီ revolution ကြီးတစ်ခုလုံးကိုဆရာတို့အဲ့ဒီနီးအားဖြင့်ချိတ်ဆက်ပြီးဆောင်ရွက်နေတယ်တကဘာလုံးကိုချိတ်ဆက်လို့ရတယ်ဆရာဒီနေရာမှာထိုင်နေတာတကဘာလုံးကိုချိတ်ဆက်လို့ရတယ်အမေရိကန်လူတွေကိုလည်းစကားပြောလို့ရတယ်နော်ခုနမြန်မာပြည်ကိုလည်းရတယ်ထိုင်းကိုလည်းရတယ်နော်အင်္ဂလန်ကိုလည်းရတယ်ဒါလည်းအဲ့လိုရပြီးတော့အဲ့ရနေချိတ်ဆက်ပြီးတော့ဆရာတို့တွေစကားပြောပြီးတော့ဒါတွေအကုန်လုပ်နေတာအခုလိုမျိုးအစိုးရအဖွဲ့တစ်ခုမှာတိုင်းရင်းသားတွေစုံညီဆောင်ပါဝင်ပြီးဖွဲ့ဖို့အတွက်ကိုအချိန်ပိုင်းအတွင်းဖြစ်မြောက်အောင်ဘယ်တော့မှဘယ်သူလုပ်နိုင်ခဲ့လို့လဲဘယ်တော့မှဘယ်သူလုပ်နိုင်ခဲ့လို့လဲအဲ့လိုဟာမျိုးကိုအခုလိုမျိုးလေလှိုင်းနေရနေဘယ်လိုလုပ်လို့ရတယ်ဆိုတာသူတို့နည်းနည်းသင်ပေးတင်ပါတယ်ဆရာကျေးဇူးတင်ပါတယ်သူတို့ဆရာကြီးကတော့သင်ပေးခြင်းပဲပေါ့နော်သူတို့အခုသူတို့မှာ facility အပြည့်စုံနဲ့သူတို့အစိုးရပါလို့ကျင်းညာနေပေမဲ့သူတို့နဲ့ပြောမဲ့သူဖက်လို့ပြီးပြောမဲ့သူမရှိဘူးလို့သိရတယ်ပေါ့နော်အဲ့ဒါလေးကတော့သူတို့ဘယ်သူမှအသိမှတ်မပြုဘူးဆိုတဲ့အနေထားပေါ့နော်ဆရာကြီးဘောသူတို့ကလူလို့သူတို့ဘယ်သူမှမမြင်တော့ဘူးသူတို့နဲ့စကားပြောရရင်ကိုခုနဆရာတို့နဲ့စကားပြောရင်အရန်ကိုဝမ်းသာနေကြတာနော်နိုင်ငံတကာဆိုဆရာတို့တခါတည်းကကိုယုံယုံကြည်ကြည်နဲ့တခါတည်းအားလဲပေးတဲ့အပြင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာလူတွေနဲ့တွေ့ရင်ဆရာတို့သူတို့အရန်ကိုခါတဲ့လေးစားပြီးတော့အဲ့လိုမျိုးလေးလေးနက်နက်ထားပြီးတော့ပြောတာတို့လူတွေဆိုရင်တကယ်ကိုဆရာတို့နဲ့အတူတူကိုရင်ဘတ်နဲ့ခံစားပြီးတော့ကိုတကယ်အဲ့တော့သူတို့နဲ့ဆိုရင်တော့သူတို့ကိုတွေ့တာနဲ့သူတို့မျက်နှာကိုမြင်ရတာနဲ့သူတို့နဲ့စကားပြောရတာနဲ့ကိုမတရီတော့ဘူးဆိုတဲ့လူတွေဖြစ်နေတာလေတကဘာလုံးကဟုတ်တယ်မလားလူသက်သမားနဲ့လူသက်ကောင်နဲ့စကားပြောနေရတာဟုတ်လူသက်ကောင်နဲ့စကားပြောနေရတာနဲ့အခုလိုမျိုးလူတွေအတွက်အသက်ကိုစွန့်ပြီးတော့ကိုကြိုးကိုစွန့်ပြီးအလုပ်လုပ်နေတဲ့လူနဲ့စကားပြောရတာဘယ်သူနဲ့စကားပြောကြမလဲဆိုတာဒါလူလိုသိတဲ့လူတွေသိပါတယ်ဒီလိုတွေးတတ်တဲ့လူ